အိမ်တအိမ်ရဲ့တာယာမှုဆိုတာအုံနံရံတွေတိုက်တာအဆောက်အုံတွေနဲ့တိဆောက်ထားတာမှမဟုတ်ပါဘူး။နားလည်မှုမေတ္တာတရားနဲ့ရောင်ရဲမှုတွေပေါ်မှာတိဆောက်ထားတာပါ။ဒါပေမဲ့အဲ့ဒီအိမ်ထဲကိုလောဘဆိုတဲ့အရာတစ်ခုဝင်လာတဲ့အခါမိသားစုဆိုတဲ့တန်ရောစင်ကြိုးတွေပြတ်တောက်ဖို့ဖြစ်လာတတ်ပါတယ်။နေစဉ်ရှင်သန်ဖို့ရုန်းကန်မှုတွေကြားကကျမတို့သတိမထားမိတဲ့အရေးမဲတစ်ခုအကြောင်းနားထောင်ကြည့်ရအောင်လားရှင်။ဇလန်လေးမစခင်မှာchannel လေးကို like and subscribe လေးလုပ်ပေးဖို့လည်းမမေ့ပါနဲ့နော်အတိတ်ကအဆင်ပြေခဲ့ဘူးတော့လေအခုခါမှာတော့သားလှုပ်စာကိုမိခိုနေရသူမာနာကြည့်ပြီးငွေကိုမမောတဲ့အပြင်ချိန်မကိုအမြဲပြစ်ရှာနေတဲ့ဒေါ်တင်မြတက်30အရွယ်ထက်မြက်ပြီးရိုးသားစူးစမ်းတဲ့အပြင်မိသားစုနဲ့အလုပ်တာဝန်နှစ်ခုလုံးမလစ်ဟင်းရအောင်စိတ်ဆက်တည်ကြတဲ့ကုမ္ပဏီဝန်ထမ်းလေးဖြစ်တဲ့ချွေမနီလာအမေနဲ့မိန်းမကြားပြာများနေရသူဖြစ်ပြီးဆုံးဖြတ်ချက်မပြတ်သားတဲ့အသက်32နှစ်အရွယ်ကျော်စွာတို့မိသားစုငွေကြေးနဲ့ကိစ္စအဝဝကိုချွေးမဖြစ်သူနီလာကပဲစီစဉ်နေတဲ့အတွက်ရောက်ခမဖြစ်သူငွေမဲ့တဲ့ဒေါ်တင်မြငွေရဖို့ကြိုးစားရင်ဘာတွေဆက်ဖြစ်မလဲဆိုတာဆက်လက်ကြည့်ရှုပေးကြပါအောင်နော်နီလာတို့လင်မယားဟာရောက်ခမနဲ့အတူမြို့တွေကတိုက်ခန်းလေးတစ်ခန်းမှာနေကြတယ်တရက်သားမှာတော့နီလာရုံးသွားဖို့ပြင်ဆင်ရင်းထမင်းဘူးထည့်နေတဲ့ချိန်ဒေါ်တင်မြကစပွဲထိပ်မှာထိုင်ပြီးကော်ဖီတောက်နေတာပေါ့မျက်နှာကတော့တင်းမာနေပြီးလိုမကျမှုတွေအပြည့်ပါပဲနီလာဟင်းလေးပါလေးလဲအသားဟင်းကောင်းကောင်းလေးချက်ပါအောင်အေးတနေ့လာလဲအသီးရွက်အသီးနံမဲစားနေရတာပြီးတော့ငါဆေးတွေလည်းကုန်တော့မယ်နော်ဆေးတလစာဝဲခဲ့ဦးနီလာကတက်ပြင်းတာချရင်အမေရဲ့ကုံစိမ်းနှုံးတွေကတက်နေတာလေကိုကျော်စွာလာစားလည်းမတိုးသေးဘူးတမီးတို့လည်းအတက်နိုင်ဆုံးချိုးချံနေရတာပါအဲ့ဒီချိန်ဒေါ်တင်မြကမလေးတော့တို့များတော့ကတော့ရောက်ခမကိုဖျားလိုထားတာခုခေတ်ကလေးတွေနဲ့များကွာပကျော်စွာလဲအိတ်မုံဆုံးမွားနဲ့ထလာပြီးကဲပါအမေရမနဲ့စောစောစီစီတော်ပါတော့နီလာကလည်းမပေးချင်လို့မှမဟုတ်တာပဲနင်ကတော့မိမဘက်ကပဲပါနေလိုက်ငါတငယ်ချင်းမလာလို့ဆိုသားသမီးတွေကတစ်လောက်9သိန်းလောက်ကိုတော့တာသူတို့မှစိတ်နဲ့ကတ်တောင်ဝယ်ဝတ်နေပြီငါမှတော့ရှိတဲ့ရွှေဆွဲကြိုးလေးတောင်ပေါင်ထားရတယ်နီလာကတော့ဘာမှဆက်ပြောခြင်းစိတ်မရှိပဲရုံသွားဖို့အပြင်ထွက်လာခဲ့ပါတော့တယ်ဒါကတော့နီလာတို့သမီးရောက်ခမတွေကြားဖြစ်လိဖြစ်ထရှိနေတဲ့အရာတစ်ခုပေါ့ဒီလိုနဲ့ဒေါ်တင်မြတယောက်နေလေကင်းထမင်းစားပြီးအနားယူရင်ဖုန်းကြည့်နေချိန်ဖုန်းထဲမှာတသိန်းရင်းရင်2သိန်းပြန်ရမည်ဆိုတဲ့ online ငွေစုငွေချေကြော်ညာတစ်ခုကိုတွေ့လိုက်ရတယ်ငွေလိုချင်နေတဲ့ဒေါ်တင်မြအတွက်ကတော့မဟာအခွင့်အရေးကြီးတစ်ခုရလိုက်တယ်လို့ထင်မိတာပေါ့ငါလက်ထက်မှာငွေရှိမှပဲဒီအိမ်မှာမျက်နှာပွင့်မှာတနေ့နီလာမျက်နှာကြည့်နေရတာငါစိတ်ကုန်နေပြီဒေါ်တင်မြတွေးနေရင်တစုံတရာကိုသတိရမိပြီးဖုန်းဆက်မိတော့တာပေါ့ဟယ်လိုမဆိုးလားမဆိုးရေငါဒီမှာလေငွေစုငွေချေဆိုလားတွေ့လို့အဲ့ဒါစုကျင်လို့ညီရောသိလားမဆိုးကလည်းအမကြီးရေဟုတ်တယ်တော့ကျမတောင်9သိန်းထည့်လိုက်တာအခု10သိန်းပြန်ရပြီအမကြီးမှလည်းစုထားတာလေးပါလေးရှင်ထည့်လိုက်တော့ချွေးမမျက်နှာပဲကြည့်မနေနဲ့ဆိုပြီးပြောတာပေါ့ဒေါ်တင်မြရဲ့မျက်လုံးတွေကတော့အယောင်တွေလက်လို့ပေါ့ဒီလိုနဲ့သူမဟာအိတ်ခမ်းထဲဝင်ဘီယိုအန်ဆွဲထဲမှာတင်ထားတဲ့နီလာရဲ့ရွှေဆွဲကျုံးနဲ့ဒေါ်လာအနှဲငယ်ကိုဒါတွေခဏယူသုံးပြီးအမျက်ရမှပြန်ဝယ်ထည့်လိုက်ရင်ဘယ်သူမှသိမှာမဟုတ်ဘူးချွေးမမျက်နှာကြည့်နေရတာလည်းအဆင်မပြေဘူးကိုယ့်လက်ထဲငွေရှိမှကိုယ့်ငွေဆိုပြီးအရင်ကြီးလှုပ်ဖို့စိတ်ကူးလိုက်တဲ့ဒီလိုနဲ့တရက်ပြီးတရက်ကုန်လွန်သွားခဲ့ပါတယ်ဒေါ်တင်မြမျက်နှာကတော့ငွေရလာရင်ဆိုတဲ့မျှော်လင့်ချက်တွေနဲ့တွေးပြီးပြောနေတာပေါ့ရဲ့အနှဲငယ်ကြာပြီးနောက်မှာတော့နီလာတယောက်ဘီယိုအန်ဆွဲဖွင့်ကြည့်ရမှပစ္စည်းတွေမတွေ့တော့ထိတ်လန့်သွားခဲ့ပြီးအိမ်ရှိဧကန်စီအပြေးတစ်ပိုင်းထွက်လာခဲ့တယ်အမေအန်ဆွဲတဲ့ကကျမရဲ့ရွှေဆွဲကျုံနဲ့ဒေါ်လာတွေမတွေ့တော့ဘူးအမေယူသေးလားယင်ဒေါ်တင်မြကတော့ခါခါတီးတီးနဲ့ပဲဘာအိတ်ညီပစ္စည်းပြောက်တာငါလာမရအောင်ငါကတခိုးလားအိမ်မှာအမေပဲရှိတာလေပြီးတော့ဒီအပိုင်းအမေဖုန်းခဏပြောပြီးငွေကိစ္စတွေပြောနေတာတမိကြားတယ်အဲ့ဒီချိန်ကြော်စွာကလီလာလေးတန်းလျှော့ပါအောင်ကွာအမေကယူစရာအကြောင်းမရှိပါဘူးဒေါ်တင်မြကတော့ချုံပွဲချငိုကြလိုက်ပြီးအေးလေငါကဒီအိမ်မှာလူပိုကြီးဖြစ်နေပြီပဲဟုတ်တယ်ငါယူတယ်ငါအရင်ကြီးလှုပ်ထားတာနောက်2ရက်နေရင်2ဆမကပြန်ရမှာအဲ့ဒီကြိုင်နင်တို့မျက်နှာငါမကြည့်တော့ဘူးနင်တို့ပေးတာမလားလို့ငါဟာငါရှာတာလေဒေါ်တင်မြရဲ့စကားဆုံးမှာပဲနီလာဟာအံ့ဩဒေါသထွက်သွားရပြီးအမေအဲ့ဒါ online ကနေလိမ်နေတာတွေလေအမေရဲ့အမေတကယ်မရဘူးအမေကိုလိမ်သွားပြီ
အဲ့ဒါသမီးမေပေးထားတဲ့တခုတည်းသောအမွေပါအမေရဲ့ဘာဖြစ်လို့မတိုင်မင်မဲ့လောက်ရတာလဲဒေါ်တင်မြကလောဘတက်နေတဲ့မျိုးလုံးတွေနဲ့နင်ငါ့ကိုဆရာမလုပ်နဲ့ဒါငါသားပတ်စံတွေပဲငါပြန်ဆက်မယ်နင့်ပစ္စည်းလည်းပြန်ဝယ်ပေးမယ်ရရင်ပြီးရောမဟုတ်လားဆိုပြီးပြန်ပြောတဲ့နီလာလည်းဘာပြန်ပြောရမယ်မသိအံ့ဩမှင်သက်ငြိမ်နေမိတော့တာပေါ့နှစ်ရက်ခန့်ကြာမှာတော့ဒေါ်တင်မြတယောက်ဖုန်းနံပါတ်တစ်ခုကိုအသေးအတန်ဆက်နေပေမဲ့တစ်ဖက်ဖုန်းကတော့ဆက်ပိတ်ထားတယ်ပဲပြောနေပါတော့တယ်အဲ့ဒီချိန်မဆိုးကိုတတိယလိုက်ပြီးဖုန်းဆက်တယ်ဟယ်လိုမဆိုးဟို page ကရှာမရတော့ဘူးဖုန်းလည်းဆက်ပိတ်ထားတယ်ငါပတ်စံတွေကပါသွားပြီလားမသိဘူးအဲ့ဒီခါမဆိုးကဟုတ်တယ်မကြီးရဲ့ကျမတို့ငွေတွေလည်းပါသွားပြီကျမလည်းရှိသမျှအကုန်ထည့်လိုက်မိတာမကြီးရဲ့ကျမငွေတွေလည်းအကုန်ပါသွားပြီတစ်ဖက်ကဒေါ်ဆိုးပြန်ပြောတာစကားတောင်မဆုံးလိုက်ပါဘူးဒေါ်တင်မြတယောက်ရင်ပတ်ဖိပြီးဂရင်မော်လဲကျသွားခဲ့ပါတော့တယ်မကြခင်ကြော်စော်နဲ့နီလာရုံးကပြန်ရောက်လာကြတဲ့ချိန်လဲကျနေတဲ့ဒေါ်တင်မြကိုတွေ့ပြီးထိတ်လန့်သွားကြတာပေါ့ကြော်စော်တို့လည်းစိတ်ယုံကအမြန်ခေါ်ပြီးစိတ်ယုံပို့ကြတာအချိန်မီလို့အသက်အန္တရာယ်ကကင်းလွတ်ခဲ့ပေမဲ့ဒေါ်တင်မြကတော့စိတ်ထိခိုက်လွန်ပြီးအရင်လိုတွတ်လက်လှုပ်ရှားလို့မရတော့ပါဘူးအသက်အန္တရာယ်ကကင်းလွတ်ခဲ့ပေမဲ့လည်းရင်းလိုက်သမျှငွေတွေကတော့ပြန်မရနိုင်တော့ဘူးဆရာဝန်နဲ့စကားပြောပြီးနီလာနဲ့ကြော်စော်တို့ဟာစိတ်ယုံဝင်းတွေကခုံနှန်းကလေးမှာထိုင်နေကြတယ်ကြော်စော်ကကိုတောင်းမှန်ပါတယ်နီလာရဲ့အမေဘက်ကလိုက်ပြောမိခဲ့တာကိုမှားသွားတယ်အခုမင်းပစ္စည်းတွေဆုံးရှုံးတဲ့အပြင်စိတ်ယုံစည်းတွေပါထပ်တိုးလာပြီကိုတကယ်ကိုတောင်းမှန်ပါတယ်နီလာမျက်နှာကတော့တည်ငြိမ်လွန်းစွာပါပဲကိုကျော်စွာဒီကိစ္စတွေမှာမတိုင်မင်မဲ့လုပ်ခဲ့တဲ့အမေမှားတယ်ဒါပေမဲ့ဖြစ်ခဲ့ပြီးမှဘာတတ်နိုင်မှာလဲအဓိကကတော့လောဘပဲကို့မှာရှိတာနဲ့မယောင်ရဲနိုင်တဲ့စိတ်ကဒုက္ခပေးတာပဲဒီလိုနဲ့ရတဲ့တစ်ပတ်ကြာမှာတော့ဒေါ်တင်မြလည်းစေးရုံကဆင်းခွင့်ရခဲ့ပါပြီသူမမျက်နှာမှာတော့အရင်လိုမာနတွေမရှိတော့ဘူးနီလာကပဲပြုစုဆောက်ရှောက်တာမို့အရင်ကပြောဆိုခဲ့သမျှနောင်တတွေနဲ့ပေါ့အဲ့ဒီချိန်စားဖို့ပြင်ပေးနေတဲ့နီလာကိုဒေါ်တင်မြကသမီးအမေမှားသွားတယ်အမေကိုခွင့်လွှတ်ပါနော်နီလာကတော့ပြုံးပြီးခဲ့တာတွေပြပါပြီအမေဒါပေမဲ့နောက်တစ်ခါတော့မိသားစုကိုမတိုင်မင်ပဲဘာမှမလုပ်ပါနဲ့တော့နော်ကျမတို့ရှိနေသေးအမေကိုပြုစုဆောင်ရှောက်မှာပါနီလာစီကစကားသံကိုကြားလိုက်ရတဲ့နောက်မှာတော့ဒေါ်တင်မြရဲ့မျက်နှာမှာဝမ်းသာဝမ်းနဲ့အရိပ်တွေရှက်တန်းလို့ရဲ့ပေါ့လောဘဆိုတာပင်လေလိုပါပဲတောက်လေငက်လေဖြစ်တတ်ပါတယ်တခါတလေမှာကျမတို့ဟာအပြင်းပန်းဂုံပါကတနာတွေသူများနဲ့ရှင်ကျင်တဲ့မာနတွေကြောင့်ကိုဘေးနာကအဖိုးတန်မိသားစုကိုမေးလျော့နေတတ်ကြပါတယ်အမားတစ်ခုကိုပြင်ဆင်ဖို့အချိန်ရလိုက်တာကံကောင်းခြင်းဆိုပေမဲ့တချို့အမားတွေကပေးဆက်ရတဲ့တန်ဖိုးအရန်ကြီးမားတတ်တယ်ဒီဇလန်လေးရနေပြီးတော့မတမာတဲ့နီလန်းတွေနဲ့လွယ်ရတဲ့စီးပွားရေးစကန်တွေကိုတတိပြုစီညင်နိုင်စေဖို့ရောက်ခမနဲ့ချွေမအကြားမိဘနဲ့သားသမီးကြားပွင့်လင်းစွာတိုင်ပင်ဆွေးနွေးမှုရဲ့အရေးပါပုံရှိတာနဲ့ရောင်ရဲပြီးမိသားစုစိတ်ချမ်းသာမှုကိုတန်ဖိုးထားတတ်ဖို့မိမောင်းထုတ်ပြနေသလိုပါပဲဒီဇလန်လေးကိုနားထောင်ပြီးတခုခုကြိုးရှိသွားတဲ့ဆို channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးထူးပင်တင်ရှိပါတယ်ရှင်